ကျမဒီနေ့ဖြစ်ရမှန်ဇလန်းလေးတစ်ခုပြပြမယ်ဒီဇလန်းလေးကိုနားထောင်ကြည့်ပါနားထောင်ကြည့်ပြီးတော့ကျမတို့ရဲ့ဘဝမှာကျမပြောပြမဲ့လူလောက်ကျမတို့ကန်ဆိုးမိုးအောင်ကြာလာပေါ့နော်ဒါလေးတစ်ချက်ကိုပြန်ကြည့်ကြည့်ပါအဲ့ဒီလိုမျိုးကန်ဆိုးမိုးအောင်ကြာတယ်လို့ဆိုလို့ရှိရင်လေငါနဲ့ဘဝတူတွေရှိပါသေးလားလို့ကိုယ့်ကိုပြန်ပြီးတော့စဉ်းစားပါကိုကသူ့လောက်မှမစိုးဘူးဆိုရင်လေငါတို့ရဲ့ကန်တရားဟာသူ့လောက်မစိုးသေးဘူးတော်ပါသေးရဲ့ဆိုတဲ့စိတ်ကလေးနဲ့ကိုယ့်ရဲ့ဘဝကိုကျင့်တဲ့ပါပျော်ရွှင်မှာပို့ပြီးတော့တိုးတက်အောင်စ조사ပါလို့ဒီနေ့ကနေပြောပြခြင်းတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးကလွန်ခဲ့တဲ့10နှစ်ဝန်းကျင်လောက်ကပေါ့နော်ကျမကဂျပန်မှာရောက်တာကအခု10နှစ်ရှိပြီကျမမရောက်ခင်ရှေ့3နှစ်လောက်ကပေါ့နော်ကျမရဲ့တငယ်ချင်းကကျမအိမ်မှာ3နှစ်နေသွားတယ်အဲ့ဒီတငယ်ချင်းရဲ့အကြောင်းအရာလေးကပထမတစ်နှစ်မှာဒီဖြစ်တဲ့သူကပထမတစ်နှစ်မှာသူ့ရဲ့အမေဖြစ်တဲ့သူကဆုံးသွားတယ်ပေါ့နော်ဆုံးသွားပြီးတော့တစ်နှစ်ပဲကြာတယ်သူ့ရဲ့အဖေကဆုံးနေပေါ့နော်အဲ့လိုဆုံးပြီးသွားတော့သူတို့ညီမ2ယောက်ကြံခဲ့တယ်ကြံခဲ့တဲ့အချိန်မှာပဲနောက်ထပ်တစ်နှစ်ကြာတဲ့အခါမှာအဲ့ဒီညီမလေးကထပ်ပြီးတော့ဆုံးသွားတယ်ဆုံးသွားပြီးတော့သူအရန်ကိုကြေကွဲဝမ်းနည်းနေရတဲ့အချိန်မှာပဲဟာထပ်ဖြစ်လဲဆိုရင်သူ့မှာလေတချမ်းဖြတ်သွားတယ်ပေါ့နော်သူစေယုံနေတက်ရတယ်သူ့မှာရှိနေတဲ့စုဆောင်းထားတဲ့အရာတွေအများကြီးကုန်ခန်းသွားတယ်အဲ့ဒီအချိန်မှာသူ့ရဲ့အဖေပြင်ဆင်လေးနဲ့သူ့ဘဝကိုရှင်သန်ရက်တည်တယ်ပေါ့နော်လေတချမ်းဖြတ်ထားပြီးတော့မှသူ့ရဲ့ဘဝကိုရှင်သန်ရက်တည်ခဲ့တဲ့ကျမရဲ့တငယ်ချင်းရဲ့စိတ်အမတန်ကိုမှလေးစားစရာကောင်းတယ်သူ့ကိုသွားပြီးတော့ကြီးလိုက်ရင်နည်းနည်းလေးမှကိုသူကစိတ်တက်ကြတာမရှိရဲ့အပြေမှာမှသူကသူ့ဘဝကိုသူတန်မအောင်နေဟာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဟာခက်မာကြောနေတဲ့သူတယောက်ဖြစ်လာတယ်ပေါ့နော်ပဝင်းကျင်ဆိုတဲ့လူတွေတော်တော်များများကနေချက်ရှိအဲ့ဒီအားနေချက်ကိုဖုံးပြီးတော့နေတဲ့သူထက်အဲ့ဒီအားနေချက်ကိုပေါ်ပြီးတော့မှကိုယ့်ရဲ့အားနေချက်တွေကိုတိမ်ငယ်စွာနေတဲ့သူတွေကိုပဲလူတွေကပို့ပြီးတော့သဘောကျကြတယ်ကျမတငယ်ချင်းကအဲ့လိုတငယ်ချင်းမဟုတ်ဘူးပေါ့နော်သူကသူ့ရဲ့အားနေချက်တွေကိုအကုန်ဖုံးပြီးတော့သူကသူ့ရဲ့ပတ်ဝန်းကျင်မှာသူကဒီလိုလက်မထောင်ပြီးတော့နေတဲ့ခါကျတော့ပတ်ဝန်းကျင်ကလူတွေကဘာပြောလဲဆိုရင်ဒါလောက်ဖြစ်ပြီးတော့မှဒီလောက်ယောဂထူပြောပြီးတော့ဒီလောက်ဒုက္ခရောက်နေတာတောင်မှအကျိုးကမာတယ်ဆိုပြီးတော့တချို့သောလူတွေကသူ့ကိုမကြည့်ကြဘူးပေါ့နော်အဲ့ဒီအခါမှာကျမကဒီဘာပြောလဲဆိုတော့ဒီသူသာဒီလိုမျိုးစိတ်မျိုးနဲ့နေလို့တယောက်တည်းလောကကြီးမှာရှင်သန်ရက်တည်ခဲ့ရတာလို့ကျမသူ့ကိုအရင်လေးစားတယ်အဲ့ဒီမှာသူနေမကောင်းဖြစ်တဲ့အခါကျတော့သူ့ကိုကျမသွားပြီးတော့စောက်ရှောက်ရတယ်ပေါ့နော်စောက်ရှောက်ရတော့သူမကြမ်းမာဘူးမှုလည်းဖြစ်နေတယ်ဆိုတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းပြီးတော့သူတိလရှင်ကျောင်းမှာနေခြင်းတယ်လို့ပြောတဲ့အတွက်ကြောင့်မို့လို့ကျမတို့ကသူ့ရဲ့စံနာအရာတငယ်ချင်းတွေတိုင်ပင်ပြီးတော့သူ့ရဲ့ပစ္စည်းကိုရောင်းချတယ်ရောင်းချပြီးတော့တိလရှင်ကျောင်းမှာတွားပြီးတော့ထားတယ်ပေါ့နော်အဲ့ဒီမှာတိလရှင်ကျောင်းမှာနေလာတော့သူကကျမ်းမာလာတဲ့အခါကျတော့ကြာလာတော့သူကမနေနိုင်တော့ကျမတို့အိမ်မှာသူကလိုက်ပြီးတော့1ရက်တန်ဒီ2ရက်တန်ဒီပေါ့နော်အဲ့လိုမျိုးလိုက်ပြီးတော့နေရင်းနဲ့1လနေလိုက်2လနေလိုက်နဲ့ကျမတို့အိမ်မှာ3နှစ်ကြာသွားခဲ့တယ်သူကမြန်မာစာနဲ့ဘိုးရထားတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့အိမ်မှာစာကျောင်းဖွင့်တော့ကျမတို့ကလေးတွေကိုသူက guide လုပ်ပေးပြီးတော့စာကူပြီးတော့တင်ပေးတယ်ပေါ့အဲ့ဒီမှာပဲအခက်မသိမဲနဲ့ဘာထက်ဖြစ်လဲဆိုတော့ညာဘက်လေတချမ်းဖြတ်ထားတဲ့သူကဘယ်ဘက်နဲ့စ조사ပြီးတော့သူ့ဘဝသူဖြတ်တန်းခဲ့တာအမှတ်မထင်လမ်းမှာချော်လဲပြီးတော့မှဘယ်ရောညရောဘလို့မှလှုပ်မရအောင်ဖြစ်သွားခဲ့တယ်အဲ့ဒီအခါမှာလေကျမကဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုကျမပြုစုဆောက်ရှောက်မှုဘာမှမလုပ်ပေးနိုင်ဘူးကျမရဲ့အဖေနဲ့အမေကိုလည်းအမတန်လေးစားတဲ့အရာတစ်ခုကဘာလဲဆိုရင်ကျမတငယ်ချင်းကျမခေါ်လာလို့ကျမအိမ်ပေါ်ရောက်နေတဲ့တငယ်ချင်းကိုနည်းနည်းလေးမှအပြစ်ပြောတဲ့အပြေမှာမှလေဖြတ်နှစ်ဖက်စလုံးလှုပ်ရှားမှုမရှိနိုင်တော့တဲ့အခါကျတော့ဒီအပေါ်သွားရင်တော့မှကျမရဲ့အမေကအဲ့ဒီလေအပေါ်ဆေးပေးရတယ်နင်းခေါ်လာလို့ငါတို့မှာဒုက္ခတွေရောက်တယ်အခက်ခဲတွေဖြစ်တယ်လို့အဖေဒီနေ့ဒီအဖေရောအပြစ်တစ်ခါမှကျမကိုမပြောခဲ့တယ်လို့အမေလည်းကျမကိုတစ်ခါမှအပြစ်မပြောခဲ့အဲ့လိုဆိုတော့ဒီအကြောင်းအရာတွေအဲ့ဒီအချိန်မှာကျမဂျပန်ကိုမလာခင်အချိန်အတွင်းမှာပဲသူကကျမတို့အိမ်မှာပဲဆုံးမသွားခဲ့တယ်3နှစ်တက်တန်းနေလာခဲ့တဲ့ကျမရဲ့တငယ်ချင်းကိုဒီနေ့ဒီချိန်ထိပြန်ပြောရင်မိသားစုတယောက်လိုမျိုးပဲဒီနေ့ဒီချိန်ထိတတိယရပါတယ်လွမ်းရပါတယ်ဒီကနေပြီးတော့ကျမဘာပြောချင်တာလဲလို့ဆိုရင်ကျမတငယ်ချင်းရဲ့ဘဝလေးကိုပြန်ပြီးတော့ဇလန်းလေးကိုပြန်ကြည့်ပေါ့နော်ကျမတို့ရဲ့အခုကျမဘူးဖိုင်ကိုကြည့်နေတဲ့ကျမရဲ့မိတ်ဆွေတွေမှာကျမတငယ်ချင်းတော့ကန်ဆိုးမွေးပေါ်ကြာအဲ့လိုမျိုးကြားခဲ့တယ်ဆိုလို့ရှိရင်လေငါ့လိုအဖို့ရှိပါသေးတယ်ဆိုတဲ့စိတ်ကလေးနဲ့အားပြန်ယူပါ
မရှိဘူးဆိုလို့ရှိရင်လေကိုထက်ဆိုးတဲ့သူတွေရှိသေးလားဆိုတဲ့အရာနဲ့ကိုပြန်ပြီးတော့အားတင်းပါကျမတငယ်ချင်းကတည်သွားတဲ့အထိသူ့မှာစိတ်သက်ကြတဲ့အရာတစ်ခုကိုတစ်ခါမှသူ့စီကမကြားခဲ့ရဘူးအမြဲတမ်းမျက်ခုံးမွေးကိုနှုတ်လဲမှန်ကိုအပေါ်မှာထားပြီးတော့မှသူကနှုတ်တယ်သူ့ရဲ့တကူကြီးတခါရတာဝန်အကုန်ယူရတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျမရဲ့မိတ်ဆွေတွေအားလုံးကိုဒါဟာဖြစ်ရမှန်ဇလန်းတစ်ခုပါဒီကနေပြီးတော့လေဒီအကြောင်းအရာလေးကိုပြောရင်ကျမရဲ့မိဘနှစ်ပါးကိုကျမအမတန်ကျေးဇူးတင်ပါတယ်ဒီနေ့ဒီချိန်ဒီကျမကိုတစ်ခါမှပွဲရမှာနေကြောင်မှုလို့ဘာလို့မှအလုပ်တွေပူတယ်ဒုက္ခရောက်တယ်ခက်ခဲတယ်လို့တစ်ခါမှမရှိခဲ့ဘူးမီဆိုးဖာဆိုးလေးနဲ့တကောင်ကြွကြံခဲ့တဲ့ကျမရဲ့တငယ်ချင်းအပေါ်မှာအဖေရောအမေရောတာဝန်တွေအများကြီးကျေခဲ့တယ်ဒီအရာကိုကြည့်ချင်းအဖြစ်ဒစိမ့်အပေါ်မှာတော့မှကျမရဲ့မိဘနှမဟာဘယ်လောက်ထိတာဝန်ကျေခဲ့လဲဒီလောက်ထိတာဝန်ကျေခဲ့ရင်ကျမတို့ရဲ့သားသမီးအပေါ်မှာအင်မတန်မှတာဝန်ကျေခဲ့တဲ့မိဘနှစ်ပါးဆိုတဲ့အရာတစ်ခုကိုကျမဒီကနေပြီးတော့မှအဖေနဲ့အမေကိုလွမ်းလို့ဒီဗီဒီယိုလေးကိုရိုက်ရင်းနဲ့မှခွန်အားတစုံတရာဖြစ်ပါစေဆိုတဲ့စိတ်ကလေးနဲ့မျှဝေပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခေတ်မီပညာများနဲ့ငွေရှာပညာသမားအဖြစ်ပျော်ရွှင်အောင်မြင်သောဘဝတွေကိုဖန်တီးတည်ဆောက်နိုင်ကြပါစေကျွန်မခေပါရှင်